စုံတစ်ယောက်ရဲ့နှလုံးသားတကားဟာမင်းအတွက်ပိတ်သွားပြီဆိုရင်အဲ့ဒီတကားကိုအောက်ကျခံပြီးခောက်မနေမကောင်းတဲ့မိတ်ဆွေတွေနဲ့အပေါင်းအသင်းမဖွင့်နဲ့မိသွေးဆိုတာတောက်လောင်နေတဲ့အချိန်ကင်မိလိုက်ရင်လက်ပူသွားမယ်မတောက်လောင်တဲ့အချိန်ကင်မိလိုက်ရင်လက်မဲသွားမယ်မိဘအပေါ်ထားတဲ့မင်းရဲ့ဆက်ဆံရေးဟာမင်းရေးခဲ့တဲ့ပုံမြင်တစ်ပုဒ်ပါအဲ့ဒီပုံမြင်ကိုမင်းရဲ့သားသမီးတွေကပြန်ပြီးအဲ့ဒီအတိုင်းဖတ်ပြပါလိမ့်ရေဟာအတိုင်းအတာထက်ကျော်သွားပြီဆိုရင်ပုံတိုင်းဖြစ်သွားပါအဲ့ဒီလိုပဲလူရဲ့မာနအတိုင်းအတာကျော်သွားပြီဆိုရင်မိစ္ဆာဖြစ်သွားပါတကယ်လို့မင်းဟာဂုံတိတ်ခါလူချင်းနေဆိုရင်မိမိမှာရှိတဲ့အတိတရားထက်လျှော့ပြီးပြောပါမိမိမှာရှိတဲ့ဥစ္စာပစ္စည်းထက်လျှော့ပြီးပြောပါကျွန်တော်ရဲ့အသက်25နှစ်အရွယ်မှာတုန်းကဘသူဘာပြောပြောဂရုမစိုက်ဒီလိုနဲ့အသက်50ရောက်လာတဲ့အခါကျတော့ဘသူတွေဘာတွေပြောမလဲဆိုပြီးတွေးပြီးစိတ်ပူမိအသက်50ကျော်လာမှသိလိုက်ရတဲ့အမှန်တရားတစ်ခုကဘသူမှအလုရှုပ်ခံပြီးမိမိအကြောင်းတွေတွေးမနေဘူးတစုံတစ်ယောက်ရဲ့နှလုံးသားတကားဟာမင်းအတွက်ပိတ်သွားပြီဆိုရင်အဲ့ဒီတကားကိုအောက်ကျခံပြီးခောက်မနေမကောင်းတဲ့မိတ်ဆွေတွေနဲ့အပေါင်းအသင်းမဖွင့်နဲ့